အားလုံးပဲမင်္ဂလာပါဒီကနေ့ကျွန်တော်တင်ဆက်ပေးသွားမယ့်အကြောင်းအရာလေးကတော့ထိုင်းနိုင်ငံပြည်နယ်ဥပဒေအသစ်ကိုအတည်ပြုလိုက်တဲ့အကြောင်းနဲ့ဘယ်လိုလူတွေကပြည်နယ်ခံရနိုင်တဲ့ဒီအခြေအနေ6မျိုးလေးကျွန်တော်ရှင်းပြသွားမှာဖြစ်ပါတယ်ခင်ဗျာဒီသတင်းနဲ့အတူကျွန်တော်တို့မကြသေးခင်ကမှထိုင်းနိုင်ငံမှာမိလောင်မှုတစ်ခုဖြစ်ပွားခဲ့တဲ့ဒီဘီယာတစ်ခုရဲ့ဒီနောက်ဆက်တွဲပြဿနာပေါ့နော်ထိုင်းနိုင်ငံမှာဒီဘီယာနဲ့ပတ်သက်ပြီးတော့ထိုင်းဆွေရတဲ့အနေနဲ့ဘယ်လိုမျိုးကင်တိုရမလဲဆိုတာကျွန်တော်တို့ဒီအပတ်သတင်းထဲမှာတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါပထမသတင်းတစ်ပုဒ်အနေနဲ့ပေါ့နော်ဒီထိုင်းနိုင်ငံမှာပြည်နယ်တန်းဆိုတဲ့ဥပဒေတစ်ခုကိုထိုင်းဆွေရနေပြီးတော့အတည်ပြုရဖြစ်ပါတယ်ခင်ဗျာအဲ့ဒီအတည်ပြုရတဲ့ဥပဒေဟာဆိုလို့ရှိရင်ဘယ်သူတွေသတိထားမလဲသူတွေအတွက်ထုတ်ရလဲဆိုတာကျွန်တော်ရှင်းပြတော့ဖြစ်ပါတယ်ခင်ဗျအခုသူတို့လက်ရှိဒီဥပဒေကိုထုတ်ရခြင်းအကြောင်းကထိုင်းနိုင်ငံတွေကိုတရားမဝင်လာရောက်နေထိုင်ပြီးတော့မှထိုင်းရဲ့ဥပဒေကိုစီမီစီကန်တွေကိုမလိုက်လာလူတွေအတွက်ကိုသူတို့ကရည်ရွယ်ပြီးတော့မှဒီထိုင်းနိုင်ငံရဲ့တရားဥပဒေစိုးမိုးရေးစစ်စီအတွက်သူတို့ရည်ရွယ်ပြီးတော့မှဒီတခြားပြည်ပနိုင်ငံလာတဲ့နိုင်ငံသားတွေအတွက်ကိုသူတို့ကတည်တံ့ထုတ်ရတဲ့ဥပဒေတရားလဲသိရပါတယ်ခင်ဗျာအဲ့ဒီထဲမှာဆိုလို့ရှိရင်သူတို့ကဒီဥပဒေခံနိုင်ရရှိတဲ့ဒီ6မျိုးကိုသူတို့ခွဲခြားတာဖြစ်ပါတယ်ခင်ဗျာအဲ့ဒီ6မျိုးဆိုလို့ရှိရင်နံပါတ်1သူတို့ကထိုင်းနိုင်ငံကိုတရားမဝင်ဝင်လာတဲ့လူနော်ဒါမှမဟုတ်တရားမဝင်လာရောက်ပြီးတော့နေထိုင်လူပေါ့နော်နံပါတ်2ဆိုလို့ရှိရင်လုံးခွင့်မရှိဘဲနဲ့အလုံးဆောင်တဲ့လူမျိုးနောက်ပြီးတော့ဥပဒေနဲ့မညီတဲ့ဒီစီးပွားရေးလှုပ်ဆောင်တာမျိုးလည်းသူတို့အဲ့ဒါပြည်နယ်ပြီးမှာဖြစ်ပါတယ်နောက်နံပါတ်4ကတော့ကျွန်တော်တို့အစိုးရစာရွက်စာတမ်းတွေကိုကျွန်တော်တို့ဒီအတုပြုတာတော့နောက်ပြီးတော့ဒီတရားမဝင်မျိုးလိုက်တိုင်းဆောင်တာတို့အဲ့ဒါတွေလည်းကျွန်တော်တို့ပြည်နယ်ပြီးခံထည့်ရမှာပါနိုင်တယ်ပေါ့နော်နောက်ပြီးတော့ဒီထိုင်းနိုင်ငံထဲမှာဆိုရင်ကျွန်တော်တို့ပြည်မှုတွေကျူးလွန်တယ်အဲ့ဒီထဲမှာကျွန်တော်တို့ထောင်ဒဏ်3နှစ်ထက်မနည်းတဲ့ဒီပြည်မှုကျူးလွန်တဲ့လူတွေကိုလည်းသူတို့ပြည်နယ်ပြီးတဲ့ထဲမှာထည့်ပြီးတော့ထည့်ထားတာပေါ့နော်ဟုတ်ကဲ့နောက်တစ်ခုကဆိုရင်ဒီအဲ့ဒီပြည်မှုတွေကိုကျူးလွန်စေတဲ့လူတွေရောက်ပေါ့နော်အဲ့ဒီပြည်မှုတွေကိုကျူးလွန်ဖို့အတွက်စီစဉ်တဲ့လူတွေကိုလည်းဒါသူတို့ဒါပြည်နယ်တန်းအဖြစ်သတ်မှတ်ပါမယ်လို့ကျွန်တော်ကသိရတာပေါ့နော်ဒီ6မျိုးပေါ့နော်ဟုတ်ကဲ့အဲ့ဒီ6မျိုးထဲမှာဘယ်သူတွေကထိခိုက်ပြီးတော့ဘယ်သူတွေကမထိခိုက်ဘူးလေပေါ့နော်ကျွန်တော်လောစရာတော့ကျွန်တော်တို့ဒီထိုင်းနိုင်ငံထဲမှာတရားဝင်ဝက်ပါမစ်နဲ့နေထိုင်တဲ့လူတွေအတွက်ကြတော့ဒါရှင်းပါတယ်သူတို့အတွက်တော့မဟုတ်ပါဘူးပေါ့နော်ဒီတရားမဝင်လာရောက်နေထိုင်ခဲ့တဲ့ခုနကတော့ကျွန်တော်ပြောခဲ့တဲ့ဒီ6ချက်တည်းမှာပေါ့နော်အဲ့ဒီတစ်ချက်နဲ့ညှိဆုံးလို့ရှိရင်တော့ဒါကတော့သိချတာပေါ့နော်ကျွန်တော်တို့ဒီပြည်နယ်တန်းပြီးခံရတဲ့အထက်မှာတော့ပါပေါ့နော်အားကြောင့်မို့ကျွန်တော်တို့ပြောချင်တာကကျွန်တော်တို့မြန်မာနိုင်ငံသားတွေအနေနဲ့လည်းဒီစာရွက်စာတမ်းတွေတတိချာကျွန်တော်တို့ကိုင်ဆောင်ထားဖို့လိုအပ်သလိုဒီထိုင်းနိုင်ငံရဲ့စီမင်းဥပဒေကိုလည်းကျွန်တော်တို့တတိချာလိုက်နာဆောင်ရွက်ဖို့လည်းကျွန်တော်ကတိုက်တွန်းချင်ပါတယ်ခင်ဗျာဟုတ်ကဲ့ခုနေချိန်မှာဆိုရင်ကျွန်တော်တို့အနေနဲ့ပို့တော့မှသတိထားရပါတော့ကျွန်တော်တို့ရဲ့ဒီနိုင်ငံလည်းမတည်မငြိမ်ဖြစ်တဲ့အချိန်မှာတခြားနိုင်ငံမှာကျွန်တော်တို့ကယာယီလာရောက်ပြီးတော့မှခိုးလုံနေတဲ့အချိန်မှာကျွန်တော်တို့ကအရန်ကိုတတိရှိနဲ့နေထိုင်ရမယ့်အချိန်ဖြစ်ရတဲ့ကြောင့်မလို့နော်ဒီချိန်ကာလတွေမှာတော့ကျွန်တော်တို့အားလုံး BND ရဲ့ကကင်းရှင်းနဲ့နေနိုင်ရပါစေလို့ကျွန်တော်ဆုမကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာဟုတ်ကဲ့အဲ့ဒီအပြင်ကိုကျွန်တော်ဒီနောက်ထပ်သတင်းဒုတိယတစ်ပုဒ်အနေနဲ့ကျွန်တော်ဒီမကြသေးခင်မှာထိုင်းနိုင်ငံမှာကျွန်တော်ဒီဘီယာတစ်ခုကနေပြီးတော့မတော်တဆမီးလောင်မှုဖြစ်ခဲ့တာပေါ့နော်အဲ့ဒီဖြစ်ခဲ့တဲ့အချိန်မှာကျွန်တော်တို့ကဒီဆက်စပ်ဦးချင်းပဲကျွန်တော်တို့သတင်းတက်ရတာကျွန်တော်တွေ့ရတယ်လူ29ဦးသေဆုံးပြီးတော့မှ18ဦးထိဒဏ်ရာရလို့ကျွန်တော်တို့သိရှိခဲ့ရပါတယ်ခင်ဗျာအဲ့ဒီမှာနောက်ဆက်တွဲသတင်းတွေအရဆိုရင်နောက်ထပ်သေဆုံးသူကျွန်တော်တို့30အထိရှိလာခဲ့လို့ကျွန်တော်တို့သိရှိရပါတယ်ခင်ဗျာဟုတ်ကဲ့အဲ့ဒီအပေါ်မှာဒီထိုင်းနိုင်ငံရဲ့အစိုးရလည်းဒီမီးလောင်မှုထဲမှာမီးလောင်တဲ့ထဲမှာပါဝါတဲ့ဒီပြည်သူတွေအတွက်ကိုဝန်နဲ့ချင်းမှတ်တမ်းအနေနဲ့10မိနစ်တို့ကွန်ပျူတာအနေနဲ့လောက်ဆောင်သွားကြကျွန်တော်သိရှိရပါတယ်ဗျာနောက်ပြီးတော့ဒီ
ထိုင်းနိုင်ငံမှာရှိတဲ့ဒီရက်ဘာဘီယာဘာတွေကိုဒီထိုင်းဆိုရနေပြီးတော့ရက်30အတွင်းပေါ့နော်သူတို့ဒီချိန်ကာလတစ်ခုသတ်မှတ်ပြီးတော့မှဒီအရက်ဘာဘီယာဘာတွေကိုဒီတေးသေးချာစစ်စစ်သွားမယ်လို့လည်းကျွန်တော်တို့သိရှိရပါတယ်ခင်ဗျာ။ဘာကြောင့်အဲ့လိုမျိုးစစ်စစ်ရလဲဆိုတော့ကျွန်တော်ဒီမိဘေးအန်ဒီရဲ့ကြုံလာလို့ရှိရင်ကျွန်တော် exit ပေါ့နော်ဒီထွက်ပေါက်ဒီလူလန်ပြေးလန်းနေပေါ့နော်တေချာရှိမရှိရတာကိုသူတို့စစ်စစ်မဲ့နောက်ပြီးတော့ဒီတုံလာတဲ့ဒီမိဂျိုတွေဒီလက်စီလက်ဒီရေသွေးပြည့်မီတို့အကုန်လုံးလိုက်ပြီးတော့မှစစ်စစ်ရောပေါ့နော်ဒါတွေကသူတို့စစ်စစ်လို့ကြွေတမရတဲ့ဥပဒေနဲ့ညီလို့ရှိရင်တော့အဲ့ဒီဆိုင်တွေကတော့ကျွန်တော်တို့ဆက်လက်ပြီးတော့ဖွင့်ပြီးတော့မှဖြစ်သလိုဒီတမရတဲ့စံချိန်စံညွှန်းနဲ့မမီတဲ့ဆိုင်တွေကြတော့ဆက်လက်ပြီးတော့ပြုပြင်သွားဖို့ရှိသလိုကျွန်တော်တို့ဒီဂရုဥပဒေနဲ့မညီဘူးတမရတဲ့စီမီစီကန်နဲ့မညီဘူးဆိုလို့ရှိရင်ကျွန်တော်တို့ဒီဆိုင်ပိတ်သိမ်းနေတဲ့ဆင်းပြီးတော့ရောက်သွားနိုင်တာပေါ့နော်ဒါပေမဲ့လည်းအခုချိန်ကြီးကတော့ကျွန်တော်တို့ဒီဆိုင်ပိတ်သိမ်းဖို့အထီးကတော့မရွေသေးပါဘူးကျွန်တော်တို့ဒီစစ်မယ်စစ်စီပြီးတော့မှလိုလာရှိပြုပြင်မယ်နောက်ပြီးတော့ဒီလိုမျိုးဖြစ်သွားတဲ့အရာလည်းဒီထိုင်းနိုင်ငံရဲ့တကယ်ဒီဘယ်လိုပြောမလဲသူတို့ရဲ့လုံခြုံရေးပေါ့နော်ဒါထိခိုက်တယ်ပေါ့နော်အဲ့ဒီပုံမှန်ကထိုင်းဆွေရအနေနဲ့နည်းနည်းပြီးတော့ဟိုပြန်ပြီးတော့စစ်စီတုံးတာဒါပေါ့နော်ဒီနောက်ထပ်ပြည်သူတွေလည်းဒီလိုမျိုးမဖြစ်ရအောင်ထိတ်လန့်မှုမရှိအောင်လည်းဒီအစိုးရနေပြီးတော့အချိန်နဲ့တပြေးညီစစ်စီပြီးတဲ့အတိုင်းအတာတစ်ခုထိကိုဒီပြည်သူတွေကိုဒီသတင်းနဲ့ဒီရရှိရတဲ့အဖြေမှသူတို့အချိန်နဲ့တပြေးညီအတိပေးသွားမယ်လို့လည်းကျွန်တော်သိရှိရပါတယ်ခင်ဗျာဟုတ်ကဲ့ဒီနေ့ကျွန်တော်တင်ဆက်ပြီးတော့တဲ့အကြောင်းအရာလေးကတော့ဒီထိုင်းနိုင်ငံပြည်နယ်ဥပဒေအသစ်တစ်ခုဆွေးနွေးနေအတည်ပြုတဲ့သတင်းနဲ့ဒီအရက်ဘာဘီယာဘာနဲ့ပတ်သက်ပြီးတော့ဒီထိုင်းဆွေးနွေးနေပြီးတော့သေချာပြန်လဲစီစစ်မယ်ဆိုပြီးတော့မှတို့ရက်30အချိန်ကာလတစ်ခုသတ်မှတ်တဲ့သတင်းပဲဖြစ်ပါတယ်များဟုတ်ကဲ့နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့သတင်းလေးကိုလည်းဆက်လက်ပြီးတော့တင်ဆက်ပြီးတော့မှဖြစ်လို့တဲ့ကြောင့်မလို့ကျွန်တော်တို့ရဲ့ channel လေးကိုလည်း like and subscribe လုပ်ဖို့လည်းမမေ့ကြပါနဲ့ဦးများဟုတ်ကဲ့ဒီကနေ့ဒီအစီအစဉ်ကိုတော့ဒီမှာပဲကျွန်တော်အဆုံးသတ်လိုက်ပါရစေဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ